Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တောင်းဆိုထားတဲ့ဒူလေးအတွက် OTK မုံလုံးနီးလေးကိုလာမြောက်ပေးတော့မှာဖြစ်ပါတယ်ဂျုံမုံ350 gram ကင်ပေါင်သားလက်ဖက်ရည်စွန်း2စွန်းပေကင်ဆော်ဒါလက်ဖက်ရည်စွန်း1စွန်းစားအနှဲငယ်အလုံးရွတ်သမမွေပါမယ်ထော့ပတ်190 gram အကြား350 gram အလုံးရွတ်သမအောင်မွေပေးရပါမယ်ရှင်မွေသွားလိုက်တာဒီလိုနေထားလေးဆိုဥအကာ9လုံးထည့်ပါမယ်ခဏလောက်မွေပေးပြီး cream cheese 120 gram ဗနီလာလက်ဖက်ရည်စွန်း2စွန်းဗီနီဂါအနှဲငယ်အလုံးရွတ်သမအောင်မွေပေးရပါမယ်လို့အနေထားလေးဆိုဂျုံမုံထည့်ပါမယ်အုံတို့240မီလီထည့်ပါမယ်အားလုံးရောသမအောင်မွေပေးရပါမယ်ရှင်ဒီလိုရောသမတော့ပြီဆိုအုံတီအဖက်ကို85 gram ထည့်ပါမယ်အားလုံးရောသမအောင်မွေပေးရပါမယ်ရှင်ဒီလိုမုံသားလေးရလာပြီဆိုဖုတ်ဖို့ခွက်ပြင်ပါမယ်ကိမုံဖုတ်တဲ့ခွက်ထဲကိုစက်ကူခံပြီးကိမုံသားလေးကိုလောင်းထည့်ပါမယ်အပူချိန်180ဒီဂရီဆက်စီယက်နဲ့အကုန်လုံးခွက်တစ်ခုထဲအနက်ကြီးထည့်မယ်ဆိုတနားရခန့်ဖုတ်ပေးပါထပ်ပတ်226 gram cream cheese ကိုလည်း226 gram အစင်တကြား940 gram အုံတို့30မီလီဗနီလာတစွန်းဗီနီဂါအနှဲငယ်စားကိုလည်းအနှဲငယ်ထည့်ပါမယ်အားလုံးရောသမအောင်မွေပေးရပါမယ်ရှင်ဒီလိုနေထားလေးဆိုအုံတီကိတ်မုံလေးအလတ်ဆင်ပါမယ်ရှင်ဒီလို cream တစ်ထပ်ကိတ်တာတစ်ထပ်လေးလောက်တော့ပြီးတာပေးပတ်လဲကိုလည်း cream နဲ့ပတ်ပါမယ်ပြင်ဆင်ထားတဲ့အုံဒီဖက်လေးကပ်ပြီးသုံးဆောင်နိုင်ပါပြီအချွတ်စားကိုတိတိကျကျခွမတ်မှာခြံခဲ့ပေးပါမယ်ရှင်တိုင်းရင်သူဆိုတော့တချို့စကားနားမလည်မှာဆိုလို့ပါသိချင်တာတစ်ခုခုရှိရင်ခွမတ်မှာမှတ်ခဲ့ပေးပါနောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ရှင်